ကျွန်ုပ်တို့ဘဝတစ်လျှောက်ခေါင်းဆောင်မှုဆိုတဲ့စကားလုံးကိုမကြာခဏကြားရပါတယ်။သို့တော့ကျွန်ုပ်တို့အခုနေထိုင်နေတဲ့ခေတ်မှာတရားမျှတပြီးလူတိုင်းကိုထည့်သွင်းစဉ်းစားတဲ့ခေါင်းဆောင်တဦးကိုရှာဖွေဖို့ဆိုတာတကယ်ခက်ခဲပါတယ်။ခေါင်းဆောင်မှုအကြောင်းစဉ်းစားတဲ့အခါသမရဒါမှမဟုတ်ကုမ္ပဏီတွေရဲ့အမှုဆောင်အရာရှိချုပ်လိုယာရုကြီးတွေကိုစိတ်ကူးရင်မိပေမဲ့တကယ်တမ်းမှာကျွန်ုပ်တို့အားလုံးဟာကိုယ်ပိုင်နယ်ပယ်တွေမှာခေါင်းဆောင်တွေဖြစ်ပါတယ်။မိဘတွေတငယ်ချင်းတွေလုပ်ဖော်ကိုင်ဘက်တွေဒါမှမဟုတ်အိမ်နီးချင်းတွေအနေနဲ့ကျွန်ုပ်တို့ဟာတစုံတစ်ယောက်ကိုဩဇာလွှမ်းမိုးနိုင်ပါတယ်။ဒါဆိုရင်ထူးချွန်တဲ့ခေါင်းဆောင်တဦးဖြစ်ဖို့ဘယ်လိုလူမျိုးလိုအပ်တယ်လဲသူဟာသူ့ပတ်ဝန်းကျင်ကလူတွေအတွက်ဘဝရဲ့အသက်နဲ့မျှော်လင့်ချက်ကိုယူဆောင်လာပေးတဲ့သူပါ။ဒါဝိဒ်ကတီးဆိုခဲ့တယ်လူသားတွေကိုတရားမျှတစွာအုပ်ချုပ်တဲ့သူဖျားသခင်ကိုကြောက်ရွံ့စွာအုပ်ချုပ်တဲ့သူဟာနေထွက်ချိန်မနက်ခင်းရဲ့အလင်းရောင်နဲ့တူတယ်တိမ်မရှိတဲ့မနက်ခင်းနဲ့တူတယ်မိုးရွာပြီးနောက်မြေပေါ်ကမြက်တွေပေါက်ဖွာလာစေတဲ့တောက်ပနေတဲ့အလင်းရောင်နဲ့တူတယ်223 ဒီမှာဟီဘရုဘာသာစကားမှာတရားမျှတစွာအုပ်ချုပ်တဲ့သူဆိုတဲ့စကားစုဟာပစတိကြားတဲ့ဖြစ်ပြီးဒါဟာယာရုမြင့်မားသူတွေကိုသာဆိုလိုတာမဟုတ်ပါဘူးဒါဟာဖြောင့်မတ်စွာရိုးသားစွာနေထိုင်ပြီးဖျားသခင်ရဲ့စံနှုန်းတွေအတိုင်းနေထိုင်ဖို့ကြိုးစားတဲ့လူတိုင်းကိုဆိုလိုပါတယ်ဒါဝိဒ်ကစစ်မှန်တဲ့ခေါင်းဆောင်တဦးဟာအမှောင်ကိုဖယ်ရှားပြီးအသစ်သောအစပြုခြင်းကိုညွှန်ပြတဲ့မနက်ခင်းနေအောင်လိုပဲဒါမှမဟုတ်မိုးရွာပြီးနောက်မြေပြင်ကိုအသက်ဝင်စေတဲ့ကြည်လင်တဲ့အလင်းရောင်လိုပဲသူ့ပတ်ဝန်းကျင်ကလူတွေအတွက်မျှော်လင့်ချက်နဲ့အသက်ကိုယူဆောင်လာပေးတယ်လို့ယုံကြည်ခဲ့ပါတယ်ဒါဝိဒ်ကဖျားသခင်ကိုကြောက်ရွံ့စွာအုပ်ချုပ်ခြင်းဖြင့်ဒီစစ်မှန်တဲ့ခေါင်းဆောင်မှုကိုရရှိခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ဖျားသခင်ကိုကြောက်ရွံ့ခြင်းဆိုတာဖျားသခင်ရဲ့တည်ရှိမှုကိုအတိအမှတ်ပြုတာသူ့ရဲ့အလိုတော်ကိုလေးစားတာသူ့ရဲ့စံနှုန်းကောင်းတွေအတိုင်းနေထိုင်ဖို့ကြိုးစားတာကိုဆိုလိုပါတယ်။ကျွန်ုပ်တို့ဆုံးဖြတ်ချက်တွေချတဲ့အခါဒါမှမဟုတ်တစ်ခုခုလုပ်တဲ့အခါဒါဟာမဖြစ်မနေမတော်မတရားလုပ်တာလားတခြားသူတွေအတွက်အကျိုးဖြစ်ထွန်းနိုင်လားဒါအပြင်ကမ္ဘာပေါ်မှာအပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုရှိနိုင်လားဆိုတာကိုစဉ်းစားရဆိုရင်ဒါဟာဖျားသခင်ကိုကြောက်ရွံ့ခြင်းကနေဆင်းသက်လာတဲ့ခေါင်းဆောင်မှုပါ။နောက်ဆုံးမှာဒီဖြောင့်မတ်တဲ့အုပ်ချုပ်သူရဲ့ပုံရိပ်ဟာယေရှုခရစ်တော်မှာပြည့်စုံစွာထင်ရှားခဲ့ပါတယ်။ယေရှုဟာဒီကမ္ဘာပေါ်ကိုရောက်လာပြီးအလွန်နှိမ့်ချတဲ့နည်းနဲ့အမှုတော်ဆောင်ခဲ့ပေမဲ့သူ့ရဲ့ဘဝဟာဖြောင့်မတ်မှုနဲ့မေတ္တာတရားနဲ့ပြည့်စုံတဲ့ခေါင်းဆောင်မှုရဲ့ပုံသက်သေဖြစ်ခဲ့ပါတယ်။သူဟာနာမကျန်းသူတွေကိုကုသပေးခဲ့တယ်။လူတွေရဲ့အထင်အမြင်ခံရသူတွေကိုနှစ်သိမ့်ပေးခဲ့တယ်။အပြစ်ရှိသူတွေကိုခွင့်လွှတ်ပေးခဲ့တယ်။သူ့ရဲ့ခေါင်းဆောင်မှုဟာလူတိုင်းအတွက်ဘဝရဲ့အသက်နဲ့မျှော်လင့်ချက်ကိုယူဆောင်လာပေးခဲ့တယ်။ယေရှုဟာတကယ်ပဲအမှအောင်ကိုလင်းထိန်စေတဲ့မနက်ခင်းနေအောင်လိုပဲကျွန်ုပ်တို့ရဲ့ဘဝတွေကိုပြန်လည်တန်ဆွမ်းစေတဲ့လမ်းဆန်းနဲ့မိုးရေလိုပဲဖြစ်ခဲ့ပါတယ်။ချစ်လာစွာသောတငယ်ချင်းများတင်တို့မှာအထူးရာထူးမရှိရင်တောင်တင်တို့ရဲ့ဘဝမှာထူးချွန်တဲ့ခေါင်းဆောင်မှုကိုကျင့်သုံးနိုင်ပါသေးတယ်။ယေရှုလိုဖြောင့်မတ်မှုနဲ့မေတ္တာတရားကိုလက်တွေ့ကျင့်သုံးပြီးဖျားသခင်ကိုကြောက်ရွံ့စွာနဲ့နေထိုင်ပါတင်တို့ရဲ့လုပ်ရက်လေးတစ်ခုချင်းစီဟာမနက်ခင်းနေအောင်လိုပဲတစုံတစ်ယောက်ရဲ့စိတ်နှလုံးထဲမှာမျှော်လင့်ချက်ကိုစိုက်ပျိုးပေးလိမ့်မယ်။မိုးရွာပြီးနောက်ကြည်လင်တဲ့အလင်းရောင်လိုပဲကဘာကြီးကိုလှပစွာပြောင်းလဲပေးလိမ့်မယ်။ဒီနေ့ကစပြီးတင်တို့ဘဝမှာစစ်မှန်တဲ့ခေါင်းဆောင်မှုကိုပြပနိုင်ဖို့ကဘာပေါ်မှာအပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုရှိတဲ့ကောင်းချီးခံရတဲ့ဘဝကိုနေထိုင်နိုင်ဖို့တင်တို့ကိုကောင်းချီးပေးပါတယ်။